မျက်လုံးတစ်ခုလုံးအစားထိုးကုသခြင်း Whole Eye Transplant လက်ရှိအချိန်အထိလူသားတွေမှာမျက်လုံးတစ်လုံးလုံးကိုအစားထိုးကုသပြီးအမြင်အာရုံကိုပြန်လည်ရရှိအောင်လှူဆောင်နိုင်ခြင်းမရှိသေးပါဘူး။တိပံပညာရှင်တွေသူတေသနာတွေအများကြီးလုပ်နေကြပေမဲ့စိန်ခေါ်မှုတွေအများကြီးရှိနေပါသေးတယ်။အဓိကစိန်ခေါ်မှုတွေကတော့အမြင်အာရုံကြော optic nerve ကိုပြန်ဆက်ခြင်းအမြင်အာရုံကြောဟာဦးနှောင်နဲ့မျက်လုံးကိုချိတ်ဆက်ပေးတဲ့သားနဲ့ချီတဲ့အာရုံကြောမြင့်လေးတွေပေါင်းဆက်ထားတာဖြစ်ပါတယ်။ဒီအာရုံကြောတွေကိုကောင်းမွန်စွာပြန်ဆက်ပြီးအချက်အလက်တွေကိုဦးနှောက်စီပုံမှန်အကန်းပြန်ပို့နိုင်အောင်လုပ်ဖို့ဟာအင်မတန်ခက်ခဲပါတယ်။သွေးကြောများချိတ်ဆက်ခြင်းမျက်လုံးကိုအာဟာရဓာတ်တွေရောက်ရှိစေဖို့သွေးကြောတွေကိုကောင်းမွန်စွာပြန်လည်ချိတ်ဆက်ဖို့လိုအပ်ပါတယ်။ကိုခံအားစနစ်ရဲ့ငွင်းဆန်မှု immune rejection ခန္ဓာကိုယ်ထဲကိုသူစိမ့်ပစ္စည်းဒါမှမဟုတ်တခြားလူရဲ့အင်္ဂါအပေါက်အဝိတ်တစ်ခုဝင်ရောက်လာရင်ကိုခံအားစနစ်က၎င်းကိုတိုက်ခိုက်ပြီးငင်းဆန်တတ်ပါတယ်။ဒါကိုကောက်ွယ်ဖို့ဆေးဝါးတွေတုံရပေမဲ့စိန်ခေါ်မှုရှိပါတယ်။လက်ရှိသိပ္ပံပညာနဲ့ဆေးပညာနည်းပညာတွေအရမျက်လုံးတုထည့်ထားရတဲ့သူတွေအတွက်အဲ့ဒီမျက်လုံးဘက်ကနေပြန်မြင်နိုင်ဖို့အစားထိုးကုသမှုဆိုတာမရှိသေးပါဘူး။အဓိကကတော့မျက်လုံးတစ်ခုလုံးရဲ့ရှုပ်ထွေးရဲ့ဖွဲ့စည်းပုံနဲ့အမြင်အာရုံကြောရဲ့အရေးပါမှုကြောင့်ဖြစ်ပါတယ်။လက်ရှိမှာတော့ကြံတဲ့မျက်လုံးတစ်ဖက်ကကောင်းနေမယ်ဆိုရင်တော့အဲ့ဒီမျက်လုံးနဲ့ပုံမှန်အတိုင်းမြင်နေရမှာပါ။ဒီအတွက်ကြံတဲ့မျက်လုံးတစ်ဖက်ကိုပိုပြီးဂရုစိုက်ဖို့မျက်စိဆရာဝန်နဲ့ပုံမှန်ပြသဖို့တော့အရေးကြီးပါတယ်။လက်ရှိမှာမျက်လုံးတစ်လုံးလုံးအစားထိုးကုသတာကမဖြစ်နိုင်သေးပေမဲ့သိပ္ပံပညာရှင်တွေဟာမျက်စိကွယ်နေသူတွေအတွက်အမြင်အာရုံပြန်ရရှိအောင်ကူညီပေးနိုင်တဲ့ Bionic Eye ဇီဝမျက်လုံးလိုနည်းပညာသစ်တွေကိုတော့ဖော်ထုတ်နေကြပါသည်။ဒါတွေကအနာဂတ်မှာမျှော်လင့်ချက်တွေပေးနိုင်ပါတယ်။အခုလောလောဆယ်မှာလို့အားတင်းထားဖို့ညကြံတဲ့မျက်လုံးတစ်ဖက်ကိုကောင်းကောင်းဂရုစိုက်ဖို့ပဲအကြံပြုချင်ပါတယ်။ဇီဝမျက်လုံး Bionic Eyeဇီဝမျက်လုံး Bionic Eye ဆိုတာကမျက်စိကွယ်နေသူတွေကိုအမြင်အာရုံတစ်စိတ်တစ်ပိုင်းပြန်ရအောင်ကူညီပေးဖို့ရည်ရွယ်ပြီးတီထွင်ထားတဲ့နည်းပညာပစ္စည်းတစ်ခုပါ။တာမန်မျက်လုံးလိုလုံးဝကြည်လင်ပြတ်သားစွာမြင်နိုင်ဖို့တော့မဟုတ်သေးပဲအလင်းအမောင်ပုံသဏ္ဍာန်အကြီးအသေးနဲ့လှုပ်ရှားမှုတွေကိုခွဲခြားသိမြင်နိုင်ဖို့ကူညီပေးတာပါ။ဇီဝမျက်လုံးဘလို့အလုပ်လုပ်လဲ။ဇီဝမျက်လုံးမှာအဓိကအားဖြင့်အစိပ်ပတ်2ခု3ခုလောက်ပါဝင်ပါတယ်။ကင်မရာပါသောမျက်မှန် glasses with a camera အသုံးပြုသူဝတ်ဆင်ထားတဲ့မျက်မှန်မှာတက်ဆင်ထားတဲ့သေးငယ်တဲ့ကင်မရာတစ်ခုကပုံဝန်းကျင်ကမြင်ကွင်းတွေကိုမှတ်တမ်းတင်ပါတယ်။ပုံရိပ်ချီစနစ် processing unit ကင်မရာကရရှိလာတဲ့ပုံရိပ်အချက်အလက်တွေကိုသေးငယ်တဲ့ပုံရိပ်ချီစနစ်ဥပမာခါးပတ်မှာချိတ်ထားတဲ့ကွန်ပျူတာလေးကနေလက်စစ်အချက်ပြမှုတွေအဖြစ်ပြောင်းလဲပေးပါတယ်။မျက်လုံးတွင်းထည့်သွင်းထားသောအာယုံကြောလှုံ့ဆော်ကိရိယာ implant electrode array ပြောင်းလဲလိုက်တဲ့လက်စစ်အချက်ပြမှုတွေကိုကျိုးမဲ့စနစ်ဒါမှမဟုတ်ကျိုးနဲ့မျက်လုံးထဲထည့်သွင်းထားတဲ့အာယုံကြောလှုံ့ဆော်ကိရိယာစီပို့ဆောင်ပေးပါတယ်။ဒီကိရိယာကမျက်လုံးရဲ့မျက်ကြည်လွှာ retina ဒါမှမဟုတ်ဦးနှောက်ရဲ့မြင်ကွင်းလှုပ်ဆောင်မှုနေရာ visual cortex ကိုတိုက်ရိုက်လှုံ့ဆော်ပေးပါတယ်။အမြင်အာရုံကြောတော့ဦးနှောက်လှုံ့ဆော်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့လက်စစ်အချက်ပြမှုတွေကိုအမြင်အာရုံကြောကတဆင့်ဦးနှောက်စီပို့ဆောင်ပေးပြီးဦးနှောက်ကနေပုံရိပ်ကဖြစ်ပြန်လဲအသေးပဲဖော်ပါတယ်ဘလို့မြင်နိုင်လဲလက်ရှိဇီဝမျက်လုံးတွေကမြင်ရတဲ့ပုံရိပ်ဟာတာမန်မျက်လုံးနဲ့မြင်ရတယ်လို့အယောင်အစုံအသေးစိတ်နဲ့ပြတ်သားမှုတော့မရှိသေးပါဘူးအထူးအားဖြင့်အလင်းအမောင် light and dark ရွေ့လျားမှုနဲ့အရာဝတ္ထုရဲ့ပုံသဏ္ဍာန်တွေကိုသာခွဲခြားသိမြင်နိုင်ပါသေးတယ်ဒါပေမဲ့ဒီအရာတွေဟာလည်းမျက်စိကွယ်နေသူတွေအတွက်ကြီးမားရဲ့အပြောင်းလဲနဲ့မျောလင်းချက်ကိုပေးစွမ်းနိုင်ပါတယ်ဥပမာလူတစ်ယောက်လှုပ်ရှားသွားလာအခန်းထဲကပရိဘောဂါဒီရဲ့အနေအထားတခါဒါမှမဟုတ်ဖြစ်လင်းပေါက်ကနေဝင်လာတဲ့အလင်းရောင်တွေကိုသိမြင်နိုင်တာမျိုးပါအနာဂတ်မှာဘယ်လိုဖြစ်လာနိုင်မလဲဇီဝမျက်လုံးနည်းပညာဟာအစမပြတ်တိုးတက်ပြောင်းလဲနေပါတယ်အနာဂတ်မှာတော့အောက်ပါအချက်တွေဖြစ်လာဖို့မျှော်မှန်းထားပါတယ်ပြတ်သားမှုပိုမိုကောင်းမွန်လာခြင်း higher resolution လက်ရှိမှာ electrode အာယုံကြောကိုလွှင့်ဆော်တဲ့အစွမ်းလေးတွေရည်ရွယ်သွက်နေနေတဲ့အတွက်ပုံရိပ်ပြတ်သားမှုနေပါနေသေးတာပါအနာဂတ်မှာ electrode အရည်အတွက်ပိုများလာပြီးပုံရိပ်တွေကိုပိုမိုကြည်လင်ပြတ်သားစွာမြင်နိုင်ဖို့မျှော်မှန်းထားပါတယ်အယောင်များကိုသိမြင်နိုင်ခြင်း color perception လက်ရှိမှာအဖြူအမဲသို့မဟုတ်မီးခိုးရောင်အမြင်သာပေးနိုင်သေးတာပါအနာဂတ်မှာအယောင်တွေကိုပါသိမြင်နိုင်ဖို့ကြိုးစားနေကြပါတယ်ဦးနှောက်နဲ့ direct ချိတ်ဆက်မှု direct brain interface အချို့ဇီဝမျက်လုံးသိတေသနာတွေကမျက်လုံးရဲ့မျက်ကြည်လွှာကိုလှုံ့ဆော်မဲ့အစားဦးနှောက်ရဲ့မြင်ကွင်းလှုပ်ဆောင်မှု area visual cortex ကို direct လှုံ့ဆော်ဖို့အကျိုးစားနေကြပါတယ်ဒီနည်းလမ်းကမျက်လုံးဖြစ်စီမှုအကြီးအကျယ်ရှိသူတွေအတွက်ပိုမိုအကျိုးရှိနိုင်ပါတယ်
ပိုမိုတင်းငယ်ပြီးတက်တောင့်တတာဖြစ်ခြင်း smaller and more comfortable လက်ရှိဇီဝမျက်လုံးတွေကမျက်မှန်နဲ့ချိတ်ဆက်ထားတာခါဘက်မှာဘက်ထရီနဲ့ကွန်ပျူတာတက်ဆင်ထားရတာမျိုးတွေရှိသေးပေမဲ့အနာဂတ်မှာပိုမိုတင်းငယ်ပြီးခန္ဓာကိုယ်နဲ့ပေါင်းဆက်သွားတဲ့ဒီဇိုင်းမျိုးတွေဖြစ်လာနိုင်ပါတယ်လှုပ်ဆောင်နိုင်စွမ်းများတိုးလာခြင်း enhanced capabilities အနာဂတ်ဇီဝမျက်လုံးတွေမှာ augmented reality AR ကဲ့သို့သောအင်္ဂါရပ်တွေညအမြင် night vision အတိအမပြုစနစ် object recognition တွေပါပေါင်းဆက်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်အချို့အားဖြင့်ဇီဝမျက်လုံးဟာမျက်လုံးတစ်လုံးလုံးပြည့်စည်သွားတဲ့သူငယ်ချင်းရဲ့သားလေးအတွက်အမြင်အာရုံကိုလုံးဝပြန်လည်ရရှိဖို့မဟုတ်သေးပေမဲ့အလင်းအမောင်နဲ့ပုံသဏ္ဍာန်တွေကိုပြန်လည်သိမြင်နိုင်ပြီးနေ့စဉ်ဘဝမှာအထောက်အကူဖြစ်စေဖို့မျှော်လင့်ချက်ကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။သိပညာတိုးတက်လာတာနဲ့အမျှအနာဂတ်မှာမျက်စိကွဲသူတွေအတွက်အမြင်အာရုံပြန်လည်ရရှိရေးဟာအလွန်တောက်ပိုက်တဲ့အနာဂတ်တစ်ခုဖြစ်လာဖို့မျှော်လင့်ရပါတယ်။ဇီဝမျက်လုံး bionic eye နည်းပညာတွေထဲမှာဦးနှောက်ရဲ့အမြင်အာရုံခံစားမှုနဲ့ direct ချိတ်ဆက်ခြင်း direct brain interface ဆိုတာကအစင်မြင့်ဆုံးနဲ့အနာဂတ်အတွက်အလားအလာအရှိဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ဒီနည်းလမ်းကို cortical visual prosthesis လို့လည်းခေါ်ပါတယ်။ဦးနှောက်နဲ့ direct ချိတ်ဆက်ပုံဒီနည်းလမ်းမှာမျက်လုံးထဲကိုထည့်ဆင်စရာမလိုပဲဦးနှောက်ရဲ့မြင်ကွင်းကိုစီမံဆောင်ရွက်တဲ့အစိတ်ပိုင်း visual cortex ထဲကို electronic ကိရိယာလေးတွေကို direct ထည့်ဆင်ရတာပါအလုံးလုံးပုံကတော့ဒီလိုပါကင်မရာလူပါဝတ်ဆင်ထားတဲ့မျက်မှန်ဒါမှမဟုတ်အခြားကိရိယာတစ်ခုမှတက်ဆင်ထားတဲ့ကင်မရာကပတ်ဝန်းကျင်ကမြင်ကွင်းတွေကိုပုံရိပ်အဖြစ်ဖန်ယူပါတယ်အချက်လက်ပြုပြင်ခြင်း processing unit ကင်မရာကရရှိလာတဲ့ပုံရိပ်အချက်လက်တွေကိုတင်ငယ်တဲ့ကွန်ပျူတာပုံမှန်အားဖြင့်အပြင်မှာဝတ်ဆင်ထားရတာမျိုးကနေလက်စစ်အချက်ပြတ်မှုတွေအဖြစ်ပြောင်းလဲပေးပါတယ်ဒီလက်ဖစ်အချက်ပြတ်မှုတွေကဦးနောက်ကနားလည်နိုင်တဲ့ဘာသာစကားမျိုးဖြစ်ပါတယ်ဦးနောက်တွင်ထည့်ဆင်ကိရိယာ cortical implant ပြောင်းလဲလိုက်တဲ့လက်စစ်အချက်ပြတ်မှုတွေကိုဦးနောက်ရဲ့မြင်ကွင်းလှုပ်ဆောင်တဲ့အစိတ်ပိုင်းထဲကိုခွဲစိတ်ထည့်ဆင်ထားတဲ့ electronic ပြားလေးဒါမှမဟုတ်အာယုံကြောလှုံ့ဆော်တဲ့အစွမ်းလေးတွေ electro array စီကိုကြိုးမဲ့စနစ်နဲ့ပို့ဆောင်ပေးပါတယ်ဦးနောက်လုံဆော်မှု brain stimulation ဒီ electronics အစွဲလေးတွေကဦးနောက်ထဲကအမြင်အာရုံနဲ့သက်ဆိုင်တဲ့အာရုံကြော cell တွေကိုတိုက်ရိုက်လုံဆော်ပေးပါတယ်။ဒီလုံဆော်မှုတွေကြောင့်ဦးနောက်ကအလင်းအဆက်အပြောက်လေးတွေ force beams အဖြစ်ခံစားရပါတယ်။ပုံရိပ်အဖြစ်အဓိပ္ပာယ်ဖော်ခြင်း image perception ဒီအလင်းအဆက်အပြောက်လေးတွေအများကြီးပေါင်းစပ်ပြီးအလင်းအမှောင်ပုံစံအရာဝတ္ထုရဲ့အခြေခံပုံသဏ္ဍာန်တွေကိုမြင်နိုင်အောင်ဦးနောက်ကအဓိပ္ပာယ်ဖော်ပေးပါတယ်။ဒီနည်းလမ်းရဲ့အားသာချက်များမျက်လုံးရဲ့အခြေအနေပေါ်မမူတည်ခြင်းမျက်လုံးတစ်လုံးလုံးပျက်စီးသွားသူတွေဥပမာတင်မိတ်ဆွေရဲ့သားလေးလိုမျက်လုံးသူထဲထားရသူမျိုးအမြင်အာရုံကြောပျက်စီးနေသူတွေအကြပါအသုံးပြုနိုင်ချေရှိပါတယ်။ဘာကြောင့်လဲဆိုတော့မျက်လုံးရဲ့အစိတ်ပိုင်းကြီးကိုဖြတ်တန်းစရာမလိုပဲဦးနောက်ကိုတိုက်ရိုက်လုံဆော်တာကြောင့်ပါ။ပုံမိုပြတ်သားတဲ့အမြင်အာရုံဖြစ်နိုင်ချေအနာဂတ်မှာဦးနောက်ထဲထည့်သွင်းတဲ့ electrode အရေးအတွက်ပိုများလာရင်ပုံရိပ်ပြတ်သားမှုပုံမိုကောင်းမွန်လာပြီးအသေးစိတ်ကိုပါမြင်နိုင်ဖို့အလားအလာရှိပါတယ်။စိန်ခေါ်မှုများခွဲစိတ်မှုဤရှုပ်ထွေးမှုဦးနောက်ထဲကိုကိရိယာတွေထည့်သွင်းဖို့ခွဲစိတ်မှုပါအင်မတန်ရှုပ်ထွေးပြီးအန္တရာယ်များပါတယ်။အာယုံကြောဆဲလ်များထိခိုက်နိုင်ချေဦးနောက်ထဲကအာယုံကြောဆဲလ်တွေကိုလှုံ့ဆော်ရမှာဆဲလ်တွေမပျက်စီးအောင်တတိထားရပါတယ်။အချက်လက်ဘုတ်လို့မှုရှုပ်ထွေးခြင်းဦးနောက်ရဲ့ရှုပ်ထွေးတဲ့မြင်ကွင်းလှုပ်ဆောင်ပုံကိုနားလည်ပြီးအဲ့ဒါနဲ့ကိုက်ညီတဲ့လျှက်စစ်အချက်ပြမှုတွေထုတ်လုပ်ဖို့ကအင်မတန်ခက်ခဲပါတယ်။ကိုယ်ခံအားစနစ်ရဲ့ညှင်းဆန်မှု immune rejection ခန္ဓာကိုယ်ကအပြင်ပစ္စည်းကိုတုံးပြန်ပြီးညှင်းဆန်တာမျိုးဖြစ်နိုင်တာကြောင့်ရေရှည်အတွက်ဘေးကင်းစိတ်ချရမှုကအရေးကြီးပါတယ်။လက်ရှိမှာဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်တဲ့ဇီဝမျက်လုံးနည်းပညာဟာဒုဒေသနာအဆင့်မှာပဲရှိပါသေးတယ်။လူသားတွေမှာစံတက်မှုတွေလုပ်နေကြပြီဖြစ်ပေမဲ့ကြဲကြဲပြန့်ပြန့်အသုံးပြုနိုင်ဖို့တော့အချိန်ယူရအောင်ပါပါ။ဒါပေမဲ့ဒါဟာမျက်စိကွယ်နေသူတွေအတွက်အနာဂတ်မှာမျှော်လင့်ချက်အသစ်တွေဖန်တီးပေးနိုင်တဲ့တောက်ပိုက်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။